ဒီတစ်ခါပြောပြချင်တာကတော့အာဂါသရဲကိုအရက်ပတ်တိုက်နေတဲ့ကျဲတကွန်တစ်ခုအကြောင်းပါဒီ Comet Lovejoy ဆိုတဲ့ကျဲလေးဟာစက်ကြဝဠာထဲမှာထူးထူးခြားခြားခေါ်အရက်တွေတကြားတွေထုတ်လွှတ်နေတဲ့ကျဲတကွန်တစ်ခုဖြစ်ပါတယ်Lovejoy ဆိုတဲ့ကျဲတကွန်ကို2017မှာဩစတြေးလျပျော်ရမ်းနက္ခတ်တပေရသမား Terry Lovejoy ကရှာတွေ့ခဲ့တာပါLovejoy ဟာတစကန်ကိုဝိုင်ဘလင်း900နဲ့ညီတဲ့အယ်ကိုဟောအရက်တွေထုတ်လွှတ်နေတာပါ Lovejoy ဟာ2015တုန်းကနေနဲ့မီးကက်စွာလှည့်ပတ်တဲ့အချိန်မှာတစ်စက္ကန့်ကိုရေနှစ်ဆက်တန်လောက်အာကာသထဲကိုထုတ်လွှတ်ခဲ့တာပါတကယ်လို့ဒီလောက်များတဲ့အရက်တွေထုတ်လွှတ်နေတဲ့ Lovejoy သာကမ္ဘာပေါ်ကျွေခဲ့ရင်အရက်သမားတွေအတွက်ထီပေါက်တယ်လို့ပြောကြရမှာပါ